ညအမောင်တို့ထံမှာတင်နှစ်ချိုက်စွာအိပ်ပျော်နေခြင်းတင့်အနာကိုအတန်တိတ်ရုပ်ရှိလာတဲ့ဧည့်သည်တော်တယောက်အကြောင်းကိုစိတ်ဝင်စားစရာပုံပြင်တစ်ပုဒ်လိုအခုလိုတင်ပြပေးလိုက်ပါတယ်ညနဲ့တန်းကောင်တင်အိမ်မက်လှလှမက်နေချိန်မှာပိုးဖလန်တကောင်ဟာတင့်မျက်နာပေါ်ကိုအမွှေးအတောင်နေနဲ့အသားအရာဆင်းသက်လာပါတယ်သူဟာတင့်မျက်လုံးတောင်နားမှာနေရာယူပြီးသူ့ရဲ့ရှည်လျချွန်ထက်တဲ့နှမောင်းတန်ကိုဖြည်းဖြည်းစွာထုတ်လိုက်ပါတယ်ဒီပိုးဖလန်ဟာတင့်မျက်လုံးထဲကိုသူ့ရဲ့နှမောင်းတန်နဲ့ထိုးဖောက်လိုက်ပေမဲ့တင်လုံးဝနိုးလာမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူကနာချီမှုမရှိစေဖို့ထုံစင်းနဲ့တူတဲ့တတွေးတစ်မျိုးကိုအရင်ဆုံးထိုးသွင်းလိုက်လို့ပါသူဟာတင့်မျက်လုံးထဲကထွက်လာတဲ့မျက်ရည်တွေနဲ့သွေးခက်ကျဲကျဲတွေကိုတညာလုံးအေးအေးဆေးဆေးစုပ်ယူနေပါတယ်တင့်ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဟာသူ့အတွက်တော့ခွန်အားဖြစ်စေတဲ့အဖိုးတန်အာဟာရတွေပါပဲနေရောင်ကြီးဖြာကျလာတဲ့အခါမှာတော့အဲ့ဒီပိုးဖလန်ဟာဝလင်းစွာစားတောက်ပြီးအဝေးကိုပြန်တန်းသွားပါပြီတင်နိုးလာတဲ့အခါမှာတော့ဘာကြောင့်မဲမထီပဲတင့်မျက်လုံးတွေဟာနီမြန်းရောင်ရမ်းနေတာကိုပဲတွေ့ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ follow လုပ်ခဲ့ပါအောင်နော်စီဇန်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီဇန်လေးမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ